Hello အားလုံးပဲမင်္ဂလာပါတက်တက် Mary Channel ကနေကြိုဆိုပါရစေအခုဖန်တီးထားတဲ့ Healing Meditation ဟာထင်မှတ်မထားတဲ့ဘေးအန္တရာယ်နဲ့ရုတ်တရက်ကြုံတွေ့လိုက်ရပြီးတဲ့နောက်မှာဖြစ်ပေါ်လာတလေရှိတဲ့ထိတ်လန့်မှုတွေစိုးရိမ်မှုတွေကြောက်ရွံ့မှုတွေဝမ်းနည်းမှုတွေနာကျင်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ခံစားနေကြရသူများအတွက်ရည်ရွယ်ပြီးဖန်တီးထားတဲ့ Healing Meditation ဖြစ်ပါတယ်။ဒီ Healing Meditation ကိုနားထောင်ခြင်းအပြင်မိမိရဲ့စိတ်ခံစားချက်ကိုသက်သာရာရစေဖို့ရန်ရည်ရွယ်ပြီးဖန်တီးထားခြင်းဖြစ်ပါတယ်။ဒီ Healing Meditation ကိုနားထောင်ဖို့အတွက်ဆိုလို့ရှိရင်တော့အနောက်အရှက်မခံရတဲ့နေရာမှာရှိနေဖို့လိုအပ်ပါတယ်။ Healing Meditation ကိုနားထောင်ဖို့အဆင်သင့်ဖြစ်ပြီးဆိုလို့ရှိရင်တော့မျက်လုံးလေးကိုမိတ်လိုက်ပါခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အကြောတွေအားလုံးကိုဖြေလျှော့မယ်ဟိုးဦးခေါင်းထိပ်မှာရှိနေတဲ့အကြောတွေနဖူးမှာတင်းနေတဲ့အကြောတွေမျက်နှာမှာတင်းနေတဲ့အကြောတွေပခုံးမှာတင်းနေတဲ့အကြောတွေကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အကြောတွေကိုသစင်းချင်းစီဖြေလျှော့မယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာအခုချိန်မှာလုံးဝတက်တောက်တက်တာဖြစ်နေပါပြီကောင်းပြီအသက်ကိုပုံမှန်ရှူတွင်းရှူထုတ်လုပ်နေမယ်ရှူတွင်းမယ်ရှူထုတ်မယ်ရှူတွင်းမယ်ရှူထုတ်မယ်ရှူတွင်းမယ်ရှူထုတ်မယ်ကောင်းပြီကိုယ့်ရဲ့စိတ်အာရုံကိုကိုအထိတ်တလန့်ဖြစ်စေခဲ့တဲ့ဖြစ်ရစီကိုအတတ်နိုင်ဆုံးခေါ်ဆောင်သွားကြည့်မယ်ငါကြောက်ရွံ့မှုကိုငါခံစားမိနေတယ်ငါစိုးရိမ်မှုတွေကိုငါမြင်တွေ့နေရတယ်ငါရဲ့ဘာမှမလုံးဆောင်နိုင်မှုကိုငါလက်ခံတယ်ဖြစ်ပျက်သွားတဲ့ဖြစ်ရဲ့အပေါ်မှာလက်မခံနိုင်သေးမှုကိုငါလက်ခံတယ်ဖြစ်ပျက်သွားတဲ့ဖြစ်ရဲ့ကိုလက်ခံလာနိုင်ဖို့ငါအချိန်ပေးတယ်ငါအပြစ်တင်မှုများရှိနေသည်ကိုငါလက်ခံတယ်ငါဒေါသများဖြစ်နေသည်ကိုငါလက်ခံတယ်ခံစားချက်များကိုစီးဆင်းဖို့ငါခွင့်ပြုတယ်ဒေါသနဲ့အတူငါတွန်တွဲရှိနေနိုင်တယ်မကျေနပ်မှုများနဲ့အတူငါတွန်တွဲရှိနေနိုင်တယ်ဆုံးရှုံးလိုက်ရမှုများအတွက်
ငါကိုငါဝမ်းနေခွင့်ပေးတယ်ပြင်ဆင်လို့မရနိုင်တော့တဲ့ဖြစ်ရက်များအတွက်ငါကိုငါနာကျင်ခွင့်ပေးတယ်ဝမ်းနည်းမှုနဲ့အတူငါတွန်တွဲရှိနေနိုင်တယ်နာကျင်မှုနဲ့အတူငါတွန်တွဲရှိနေနိုင်တယ်ရှိခဲ့ဖူးတော့ကောင်းမွန်တဲ့အမတ်တရများအားလုံးအတွက်ယေရှုတင်ပါတယ်ငါရဲ့စိတ်အာရုံကိုငါမှရှိနေသေးတဲ့အရာငါလုံနိုင်သေးတဲ့အရာတွေအပေါ်မှာထားရှိဖို့ငါရွေးချယ်တယ်ဘဝကိုဆက်လက်ရင်ဆိုင်ဖို့အားအင်မဲ့သွားပေမဲ့အကောင်းဆုံးရှင်သန်သွားဖို့ငါရွေးချယ်တယ်နေ့ရက်စဉ်တိုင်းမှာငါလမ်းနိုင်တဲ့ခြေလမ်းတွေကိုတလန်းချင်းစီလမ်းရင်းနဲ့ရှစ်ဆက်သွားဖို့ငါရွေးချယ်တယ်အသက်ကိုပုံမှန်ရှူတွင်ရှူထုတ်လုပ်နေမယ်ရှူတွင်မယ်ရှူထုတ်မယ်ရှူတွင်မယ်ရှူထုတ်မယ်ရှူတွင်မယ်ရှူထုတ်မယ်ကောင်းပြီကိုယ့်ရဲ့စိတ်အာရုံကိုအခုလက်ရှိရောက်နေတဲ့နေရာလက်ရှိရှိနေတဲ့အချိန်ကိုပြန်လည်ခေါ်ဆောင်လာလိုက်ပါပြီးရင်မျက်လုံးလေးကိုဖြည်းဖြည်းချင်းစီဖွင့်လိုက်လို့ရပါပြီမျက်လုံးဖွင့်လိုက်ပြီးတဲ့နောက်မှာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ကြည့်ပါကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတစ်ချက်ပုတ်ပေးပါကိုယ့်ရဲ့စိတ်အာရုံကိုကိုယ့်ရဲ့လက်ရှိအချိန်လက်ရှိနေရာမှာပဲထားရှိပါဒီ healing meditation ကိုကိုယ့်ရဲ့လိုအပ်ချက်အလျောက်အချိန်ချင်းနားထောင်လို့ရနိုင်ပါတယ်။ကျန်နောက်ထပ်မျှဝေမှုမှာပြန်လည်ဆုံတွေ့ကြရအောင်။ Bye